ခုနောက်ပိုင်း West 20ကဘာလို့အရန်နာမည်ကြီးနေရလဲဘာလို့လဲဆိုတော့ဒီ smart watch ကတော့ရေးစားရှိမှပတ်လို့ရမယ်နောက်တစ်ခါကျတော့သူ့တိုင်ခွက်ကသေးရယ်ဒီဇိုင်းကလည်းနည်းနည်းလေး fine နေပြောရမယ်ဘာလို့ West 28ကရေးစားရှိမှပတ်လို့ရလဲသိဘူးလေရေးစားပတ်ပြီးမှကောင်းမယ်ထင်လို့ပေါ့ရောင်အနေနဲ့ဆိုရင်ရောဘယ်နှရောင်ရှိလဲအရောင်နေနဲ့ကတော့ saver နဲ့ black ဆိုပြီးတော့2ရောင်ရှိတယ် West 28မှာတခြားဘာ function တွေရောပါသေးလဲဘာ fashion တွေပါလဲဆိုတော့သူ့မှာအားကစားနည်း100ကျော်နဲ့ကျန်းမာရေးတိုက်တာမှုတွေပါတယ်ပြီးတော့နောက်တစ်ခုကသူက Bluetooth ရဲ့နော် Artifact app နဲ့တွဲပြီးတော့လေဖုန်းပြောတာတွေဖုန်းချတာတွေကိုင်တာတွေအကုန်လုံးလုပ်ရတယ် West 28ကရေစိုးရောခံလားသူကရေးဆိုးခန့်နဲ့ရေစိမ်တော့မခံဘူးပြီးတော့သူ့မှာကဒီရေကိုပြန်ပြီးတော့ထုတ်ပေးရဲ့ draining system တွေပါတယ်လူကြိုက်များတယ် always on display ရောပါလားalways on display တော့မပါဘူးဒါပေမဲ့သူ့မှာက9စက္ကန့်နဲ့180စက္ကန့်အတွင်းမှာထားလို့ရတယ် off screen display တော့ပါတယ်ဒါဆိုရင်နောက်ဆုံးမေးခွန်းလေးတစ်ခုမေးမယ်ဘယ်ဆိုင်နေမှာဝယ်လို့ရလဲဆိုင်တိုင်းမှာဝယ်လို့ရတယ်ဟမ်စတာနော် Remax Corner Remax Dealer နဲ့ Remax Brand Shop တွေကြိုက်တဲ့ဆိုင်တိုင်းမှာဝယ်လို့ရတယ်